ရှင်များအောင်မြင်လာတော့ကျွန်တော်တွေ့ထားတဲ့နက်ခတ်ဆိုင်ကလေးကိုပြပါမယ်မော်ဒယ်အင်တာနက်မှာနက်ခတ်ကြပြီးဘာတွေလာလဲဆိုတာကျွန်တော်ပြပေးမှာဖြစ်ပါတယ်မော်ဒယ်အင်တာနက်မှာနက်ခတ်ကြပြီးဘာလာလဲဆိုတာတစ်ချက်လောက်ကြည့်ရအောင်ဗျ69နက်ခတ်69ကြပြီးနက်ခတ်ကြပြီးတော့ကြောင့်69ဆိုတာ5 break 5 break ဟာဆိုရင်5 break ပြန်ထွက်ပါမယ်69တောင်းမှ6နဲ့9အဲ့လိုမှမဟုတ်ရင်69တလုံးရဲ့5 break ရကြပါမယ်တဲ့ကြည့်အောင်ကြလာတယ်ဒီရဲ့9ကြပါတယ်9ကြပါတယ်ပြီးတော့5 break ကကြည့်တော့တစ်ချက်ကြည့်ရ5 break အဲဒီမှာ35ကြပါတယ်5 break 35ဒီမှာနက်ခတ်80လို့နက်ခတ်ပေးထားတဲ့အတွက်ကြောင့်ခွင်း3ညတလုံးကကြပါမယ်ပြီးတော့ခွင်းနက်ခတ်လည်းကြလာပါမယ်တဲ့ပြီးကြည့်အောင်ခွင်းနက်ခတ်ကြပါတယ်5နှစ်ခွင်း3ညတလုံးကြမယ်ဆိုတော့3ညလည်းကြပါတယ်ထပ်ပြီးနက်ခတ်လိုက်ရှာအောင်မော်ဒယ်အင်တာနက်မှာနက်ခတ်ပါကြလဲဒီမှာ69မော်ဒယ်မှာ69လို့နက်ခတ်ကြတဲ့အတွက်ကြောင့်69တလုံးရဲ့5 break ရလာပြန်လာပါမယ်တဲ့ဆက်တော့ကြည့်အောင်69တလုံးဒီနေ့3ရက်မြောက်မှာ6ကြပါတယ်5 break ကတော့5 break က14လာ5 break 5 break က5 break ဒီမှာလည်း9လည်းကြပါတယ်6လည်းကြပါတယ်5 break ကတော့ break ကတော့မကြပါဘူး69ပဲကြပါတယ်ဒီမှာလည်း69ဖြစ်တဲ့ကြောင့်5 break ဒါမှမဟုတ်ရင်69တလုံးတော့ကြာမယ်ဆိုတော့ကြဒီမှာ9ရော6ရောကြာပါတယ်5 break ကတော့မလာရပါဘူးနောက်ချက်ဆက်ကြအောင်နက်ခတ်လိုက်ရှာအောင်နက်ခတ်3ညခွင်နက်ခတ်80လို့ကြာတော့ခွင် break ရဲ့ခွင်3ညတလုံးကနောက်ရက်ဒီမှာလာပါမယ်တဲ့ကျင်းနေလာပါမယ်3ညတလုံးကြာပါတယ်3ညတလုံးကြာပါတယ်ခွင်တလုံးကြာပါတယ်ခွင် break ကတော့ပြတ်မကြဘူးပေါ့နော်ဒီမှာ69နက်ခတ်ကို3ညခွင်ကိုရှိပါတယ်69 3ညခွင်ပေါ့နော်ခွင် break 5 break ရဲ့69 3ညခွင်ကျင်းနေလာပါမယ်ခွင်လာပါတယ်3ညကြာပါတယ်ခွင်ကြ3ညကြာတယ်5 break ရဲ့ခွင် break ကြာပါတယ်16ဆိုခွင် break လေးကြာပါတယ်ဒီမှာ18နက်ခတ်ကြာတဲ့အတွက်ကြောင့်18တလုံးရဲ့9 break ရလာမယ်တဲ့ဆက်ကြည့်အောင်1ကြပါတယ်8လဲကြပါတယ်9 break လဲကြပါတယ်4 5ဆိုပြီး9 break လဲပြန်ထွက်ပါတယ်2 4နက်ခတ်ကြပါပြီနက်ခတ်ကြပါပြီနက်ခတ်2 4ရှိတဲ့အတွက်ကြောင့်6 break ရ2 4တလုံးရပြန်လာပါမယ်တဲ့ဆက်ကြည့်အောင်6 break ရ2 4တလုံး6 break တော့မကြပါဘူး2ခွင်ကြပါတယ်အဲ့တော့2လဲကြပါတယ်ဆက်ပြီး2ချက်ကြပါတယ်အခုကဒါတော့ကျွန်တော်တွေ့ထားတဲ့မော်ဒယ်အင်တာနက်မှာနက်ခတ်ကြရင်အများဆုံးလာတဲ့အရာတွေကိုကျွန်တော်ကရှာဖွေပြထားပေးခြင်းဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကြိုင်ရင်ဆိုရင်နောက်လည်းလာရောက်ကြည့်နိုင်ပါတယ်ဗျ